သမီးတို့ကခဏပေါ့ဟိုလောကအောင်မြင်မှုကိုလိုချင်လာတာမို့ဓမ္မဘက်ကိုလိုချင် I'm visiting the Dhammapala Meditation Center. Đóလောကဘက်မှာအောင်မြင်ခြင်းတော့လေသူကအချက်၅ချက်လို့လေတစ်ကယုံကြည်ချက်ယုံကြည်ချက်ဆိုတာဘုံမလို့ဘဝရဲ့ဥတီချက်ခေါ်တာဘုံလို့ပါဠိလိုမှပြောရင်တော့တရားလို့ပြောတယ်တရားဆိုတာဟိုတချို့ကလှူဒန်းတာလောက်ပဲသိကြတာပါတကယ်တော့တရားတရားဆိုတာဘဝရဲ့ဥတီချက်ဘဝရဲ့ရှိမှန်းချက်ဒီနည်းပြောရင်ဘဝရဲ့ plan ပေါ့အဲ့လို plan ရှိဖို့လိုတာခေတ်စကားနဲ့ပြောမယ်ဆိုရင်ပလန်မရှိရင်ပလက်လန်တတ်တယ်အဲ့တော့ပလန်ရှိဖို့လို့အဲ့ဒီပလန်နဲ့ပဲလူတွေအားလုံးကသူ့ရဲ့ဘဝပါလာအခုနမူနာလေးပြောရရင်ဖုံဖုံတော့အခုရွှေတကုံသွားမယ်လို့ပလန်ချရင်ဖဲရောက်သွားမှာရွှေတကုံရောက်မှာကြိုက်ထီကိုသွားမယ်လို့ပလန်ချလိုက်ရင်ကြိုက်ထီကိုရောက်သွားမှာအဲ့ဒါဆိုတော့ဒီပလန်ချတာဒီအရင်အရေးကြီးတယ်အနံပါတ်1ပေါ့နော်ယုံကြည်နောက်တစ်ခါနံပါတ်2ကကျမ်းမာရေးပလန်တော့ချလိုက်ပြီရွှေတကုံသွားမယ်ကြိုက်ထီကိုသွားမယ်မန္တလေးသွားမယ်ပလန်တော့ချလိုက်ပါလေကျမ်းမာရေးမကောင်းရင်သွားလို့ရမယ်ဒါကြောင့်မလို့ဖုံဖုံတို့တကယ်အောင်မြင်ခြင်းကျမ်းမာရေးကောင်းဖို့ရတယ်အများအားသတိထားနောက်နံပါတ်3ရိုးဖြောင်းရမယ်ရိုးဖြောင်းခေတ်စကားနဲ့ပြောမယ်ဆိုလမ်းဖြောင်းနေရမယ်ဖုံဖုံတို့ဒီကနေပြီးတော့ရွှေတကုံသွားမယ်လမ်းကိုဖြောင်းဖြောင်းတန်းတန်းသွားရင်ဥပမာဒီကနေပြီးတော့တနားရီခွဲလောက်ထိရောက်တာအဲ့ဒီလိုဖြောင်းဖြောင်းတန်းတန်းမသွားဘဲနဲ့ဖုံဖုံတွေ့ရလမ်းကြီးရှောက်ကောက်နေမယ်ဆိုရင်4-5 နာရီကြာသွားမယ်1ရက်လောက်ကြာရင်ကြာသွားဒါဆိုတော့ဖုံဖုံရဲ့အတွေးခေါ်လေးကလမ်းကောက်ရင်ကြာတယ်လမ်းဖြောင်းရင်မြန်ဒါကြောင့်တာတို့သမီးတို့မြင်မြန်အောင်မြင်ခြင်းနဲ့ဆိုရင်ရိုးရိုးဖြောင်းဖြောင်းနေတာဒီဇိုင်းမမတ်ကြိုးစားပါနောက်နံပါတ်4ကကြိုးစားမယ်ခုနရွှေတကုံလို့ပလန်တော့ချပြီးပြီကျမရဲ့လည်းကောင်းပြီလမ်းအဖြောင်းကိုလည်းသိနေပြီဒါပေမဲ့လက်တွေ့မသွားရင်ရောက်ပါမရစိတ်ကွင်းသမားပဲဖြစ်သွားမှာဒါကြောင့်နံပါတ်4ဒီလက်တွေ့ကောင်းတယ်ဖို့ဘူးအဲ့ဒါပြီးသွားရင်နံပါတ်5ကတော့နီးစနစ်ကောင်းရမယ်ခုနပလန်လည်းရှိပြီကျမ်းမာရေးလည်းကောင်းပြီလမ်းအဖြောင်းလည်းသိပြီကျိုးစားလက်တွေ့လည်းသွားနေပြီဒါပေမဲ့နီးစနစ်ကောင်းမကောင်းပေါ်မှာအများကြီးကွာသွားတယ်ဗျအခုဖုံဖုံတို့ဒီနေ့တည်းချီတကုံရိုးရိုး6လောက်နဲ့လမ်းလျှောက်သွားမယ်ဆိုရင်ရက်နဲ့ချီကြသွားမယ်ဟုတ်တယ်မလားအဲ့ဒါကိုဖုံဖုံတို့ကားနဲ့သွားမယ်ဆိုရင်တနားရီခွဲလောက်ကြာလေးမြတ်နဲ့သွားမယ်ဆိုရင်တော့မိနစ်ပိုင်းလေးပဲကြာအဲ့ဒါဆိုတော့နီးပညာမကောင်းဘူးတမန်အမြဲတမ်းနောက်ကြာနီးပညာကောင်းရင်ပို့ပြီးတော့မြင်အောင်ဒါဆိုတော့အောင်မြင်ခြင်းလေဆိုရင်တာတို့သမီးတို့မြင်အောင်မြင်ခြင်း၅ချက်တစ်ကယုံကြည်ချက်နှစ်ကကျမ်းမာရေးသုံးကယူသားဖြောင်းမှာရိုးဖြောင်းမှာ4ကကြိုးစားမှု5ကကြတော့5ကကြတော့နိစ္စနဲ့ကောင်းတော့ဟိုမှာတော့ပညာလို့သုံးတာအဲ့ဒါကိုဖုံဖုံကအဲ့မှာဆောင်းပုံလေးတစ်ခုမှတ်ချင်တယ်ဆိုရင်ယုံကြည်ကျမ်းမာရိုးဖြောင်းစွာနဲ့ကောင်းစွာကြိုးစားအသိဉာဏ်များ5ပါးအောင်မြင်ကြောင်း From what the Seattle taught, there's 5 tasks to win in life. Number 1 is plan. Number 2 is health. Number 3, being honest. Number 4, putting in effort and being vigilant. Number 5, be organized and systematic. ယုံကြည်ခြင်းမှာရှုချောင်းစွာနဲ့ကောင်းစွာကြိုးစားအသိဉာဏ်များ၅ပါးအောင်နိုင်တယ်လူကြီးသူမစကားသံများနှလုံးသားထဲမှာထာဝရရှိနေတရားတော်ရဲ့အလင်းတန်းနဲ့လမ်းမသွားစေဘူး So angel မြဝင်နေတဲ့အလေးရောင်ရင်ချီးမှုရဲ့တမိုးတွေကိုမြမစိတ်ထဲမပြောင်းအောင်တာဝန်သိလို့ထိမ့်သိမ့်နေဆုံးငန်းလို့တရားလမ်းကိုရှာဖွေချမ်းသာခြင်းရဲ့အရေးအမြဲနှလုံး